အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီညညနေပိုင်းမနက်ဖြန်မနက်ကျွန်တော်တို့မြန်မာစံတော်ချိန်2နာရီခွဲမှာတော့ကျွန်တော်တို့ဂျာမနီသင်းနဲ့ Ivory Coast အသင်းတို့ကစားဖလားပွဲစဉ်ဖြစ်ရှင်ပြိုင်သွားမှာပါဒီတော့ကဂျာမနီသင်းကပထမဦးဆုံးပွဲဥဒတ်မှာလက်ရှိကစားဖလားပြိုင်ပွဲမှာတိုက်စစ်အကောင်းဆုံးနဲ့ဂိုးအများဆုံးအဖြစ်ဂျူရာဆော့သင်းကို9ဂိုးတဂိုးနဲ့အနိုင်ရရှိပြီးတော့3မှတ်ရရှိထားပါတယ်တစ်ဖက်က Ivory Coast အသင်းကလည်းကျွန်တော်တို့အုပ်စုရဲ့ပထမပွဲမှာ Ecuador အသင်းကိုပွဲပြီးကနေနောက်ဆုံးမိနစ်ဂိုးနဲ့ 1-0 ရလက်နဲ့အနိုင်ရပြီးတော့အဖွင့်ပွဲစဉ်မှာသူတည်တဲ့3မှတ်ရရှိထားတဲ့အသင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့တစ်ဖက်ကလည်း3မှတ်ရထားတယ်တစ်ဖက်ကလည်း3မှတ်နဲ့အုပ်စုပထမနဲ့ဒုတိယနေရာမှာရပ်တည်နေတဲ့အသင်းနှစ်သင်းမှာတကယ်တော့ဂျာမနီအသင်းကသာအုပ်စုပထမနေရာကိုရခဲ့မယ်ဆိုရင် Ivory Coast အသင်းကEcuador အသင်းနဲ့အပြိုင်အုပ်စုဒုတိယကိုလူရမယ်လို့ကျွန်တော်တို့ကြိုတင်ပြီးတော့ခန့်မှန်းခဲ့ကြပါတယ်ဒါပေမဲ့ Ivory Coast အသင်းနဲ့ Ecuador အသင်းကိုပွဲဥဒတ်မှာ 1-0 ရလက်နဲ့အနိုင်ရထားတဲ့အတွက်သူ့အတွက်အုပ်စုဒုတိယနေရာကတော့အတော်ကိုကောင်းနေပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲမှာလည်းသူကဂျာမနီအသင်းကိုသာတရေခံကစားပြီးတရေတမတ်ရခဲ့မယ်ဆိုရင်ရမှတ်4မှတ်နဲ့ကျင်းသေးပေါင်း4ပါအုပ်စုဒုတိယနေရာကိုရရှိသွားမှာပါဘာကြောင့်ကျွန်တော်ပြောတယ်ဆိုတော့ Ivory Coast သင်းရဲ့နောက်ဆုံးပွဲစဉ်ဟာဒီအုပ်စုရဲ့အားအနည်းဆုံးဖြစ်တဲ့ဂျူရာဆော့သင်းနဲ့ရှင်ပြိုင်ရမှာပါအဲ့တော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်ကိုအာရှဈေးကွက်ဖွင့်လှစ်သူတွေကဘယ်လိုမျိုးဈေးဖွင့်ပေးထားလဲဆိုတော့လက်ရှိချိန်ထိဂျာမနီသင်းကတကိုးသွင်းရင်20ရှုံးပါတယ်ဂိုးပေါင်းဈေးကတော့2သင်းပေါင်းသွင်းကို3ဂိုးဆိုရင်3လုံးကို10ပြားနိုင်ပါတယ်ဒီလိုဖွင့်လှစ်ထားပါတယ်ဂျာမနီသင်းမှာအုပ်စုအဖွင့်ပွဲစဉ်မှာဂျူရာဆော့အသင်းပေါ်ကို9ဂိုးတဂိုးနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တယ်လို့ဒီနေ့ပွဲမှာလည်းကျင်းသေးပေါင်းသူတို့ရဲ့ထက်မြက်တဲ့တိုက်စစ်နဲ့ဒရဇတ်တိုက်စစ်စင်လာအောင်ပါဒါပေမဲ့တစ်ဖက်က Ivory Coast အသင်းကတော့ဒီပွဲစဉ်မှာသာတရေတမတ်ရရှိခဲ့မယ်ဆိုရင်သူ့အတွက်ကကျွန်တော်အစောပိုင်းပြောပြသလိုပဲအုပ်စုဒုတိယနေရာအတွက်အရန်ကိုမျှော်လင့်ချက်ကောင်းသွားပြီဖြစ်နေပါတယ် Ivory Coast အသင်းကဒီပွဲစဉ်တွေမတိုင်ခင်ကမ္ဘာဖလားပွဲစဉ်မတိုင်ခင်နောက်ဆုံးခြေစမ်းပွဲမှာလည်းပြင်သစ်လိုအသင်းမျိုးကိုပြင်သစ်မြေမှာ2ဂိုးတဂိုးနဲ့အနိုင်ရရှိသေးသည့်စွမ်းဆောင်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်ဒီပွဲစဉ်မှာဂျာမနီအသင်းအနေနဲ့သွင်းဂိုးတွေထွက်ပေါ်လာဖို့ဟာစိတ်ပူစရာရှိမနေပါဘူးထိုနည်းတူစွာ Ivory Coast အသင်းရဲ့တိုက်စစ်ကိုရောဂျာမနီဂိုးပေးရနိုင်ပွဲရှိမရှိကိုစဉ်းစားရပါပါဂျာမနီအသင်းကအုပ်စုအင်အားအနည်းဆုံးအသင်းဖြစ်တဲ့ဂျူရာဆော့အသင်းကိုတော့ပြန်ပြီးတော့တကူပေးလိုက်ရပါတယ်ဒီပွဲစဉ်မှာတော့ Ivory Coast အသင်းဂိုးပြန်သွင်းနိုင်မလားဆိုတော့ထည့်သွင်းတွက်ချက်ကမှဖြစ်ပါတယ်ဂျာမနီအသင်းကတော့ဂျူရာဆော့အသင်းနဲ့ပွဲအပါအဝင်နောက်ဆုံး10ပွဲဆက်ကိုအနိုင်ရရှိထားတဲ့အသင်းဖြစ်ပါတယ်ဒီလိုအသင်းနဲ့ပေးတဲ့ဈေးတစ်လုံး20ရှုံးကတော့အနည်းငယ်ပျော်ပြောင်းတယ်လို့လည်းကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဲ့တော့ဒီပွဲစဉ်မှာအာရှဈေးကွက်ဖွင့်လှစ်မှုတွေပေါ်မူတည်ပြီးတော့ကျွန်တော်အကြိုက်ကိုသုံးသပ်ရွေးချယ်ရရင်ဒီပွဲစဉ်မှာတော့ကျွန်တော် Ivory Coast body ကိုသာကြိုက်နေတတ်ပါတယ်အဲ့တော့ Germany first Ivory Coast ကျွန်တော် Ivory Coast body ကိုရွေးချယ်ခြင်းပါတယ်body ကြည့်အားမရလို့ဂိုးပေါင်းဈေးဆိုရင်လည်းကျွန်တော်ဒီပွဲစဉ်ကိုဂိုးအပေါ်ကိုသာအနည်းငယ်ကြိုက်နေတတ်မှုရှိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ Ivory Coast body တစ်ခုတည်းပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်